cabin crew ဖြစ်ရခြင်းရဲ့အကောင်းဆုံးအကြီးမားဆုံးအကျိုးမြတ်ကလက်စာတွေအများကြီးရတာလားဒါမှမဟုတ်လို့ရှိရင်ခီးတွေအများကြီးသွားရတာလားလူတွေအများကြီးနဲ့ပြောဆိုဆက်ဆံရတာလားအဲ့ဒါတွေထက်အများကြီးပိုကောင်းပြီးတော့မှပိုတန်မိုးရှိတဲ့အကျိုးအမြတ်တစ်ခုရှိပါတယ်အဲ့ဒါကတော့ကိုဘဝတစ်ခုလုံးစာအတွက်လိုအပ်တဲ့မြင့်မားတဲ့ကိုယ်ရည်ကိုယ်သွေးတွေကိုပိုင်ဆိုင်သွားတာပဲဖြစ်ပါတယ်နံပါတ်1 self care ကောင်းတဲ့အမြဲတမ်းပြင်းစင်လှလှပပဖြစ်နေတဲ့ပုံပန်းတံတန်ကိုတွေ့ရတတ်ပါတယ်။ကျန်းမာရေးကလည်းကောင်းတယ်။နံပါတ်2 situation awareness ကောင်းတယ်။ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာဘာတွေဖြစ်နေလဲဆိုတာကိုသိနေတတ်ပါတယ်။နံပါတ်3 empathy ကောင်းတယ် personable အရင်ဖြစ်တယ်။ကိုယ့်ရဲ့အနီးနားလူတွေအဆင်ပြေရဲ့လားဘာလိုချင်နေလဲဘာဖြစ်ချင်နေလဲဆိုတာကိုကိုယ်ချင်းစာတတ်ပါတယ်။နံပါတ်4ကတော့ knowledge ပဲဖြစ်ပါတယ်။မတူညီတဲ့ဗဟုသုတအမျိုးမျိုးကိုသိနေပြီးသားဖြစ်ပါတယ်။လေယာဉ်မောင်မယ်တယောက်က safety နဲ့ပတ်သက်တဲ့အကြောင်းအရာတွေအားလုံးကိုလည်းသေသေးချာချာနားလည်သဘောပေါက်ပြီးတော့မှသိပြီးသားလည်းဖြစ်တယ်လို့ first aid လို့ခေါ်တဲ့ရှေးဥတုနာပြုစုနည်းတွေလည်းတက်ထားပါတယ်။ဝန်ဆောင်မှုလည်းကောင်းကောင်းပေးတတ်တယ်လို့နိုင်ငံတွေအကြောင်းလူတွေအကြောင်းနဲ့ကာချာတွေယဉ်ကျေးမှုတွေအကြောင်းတွေကိုလည်းအများကြီးသိပြီးသားဖြစ်ပါတယ်။နောက်ဆုံးချက်ကတော့ humility လို့ခေါ်တဲ့စိတ်ထားနှုတ်ညံ့မှုဖြစ်ပါတယ်။အရေးကြီးတဲ့တာဝန်တွေအများကြီးကိုထမ်းဆောင်နေချိန်မှာတော့ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာရှိတဲ့သူတွေကိုစိတ်အေးအေးထားပြီးတော့မှလေးလေးစားစားနဲ့အကောင်းဆုံးဝန်ဆောင်မှုတွေကိုပေးနိုင်တာမျိုးဖြစ်ပါတယ်။ကိုယ်မှာရှိပြီးသားကိုယ့်ရဲ့ကိုယ်သွေးတွေကိုဒီထက်ပိုပြီးတော့ကောင်းမွန်အောင်အယောင်တင်ချင်တဲ့သူတွေအားလုံးကိုတီချာတို့မြန်မာ Flight Attendant School ကနေပြီးတော့မှကြိုးစိုးနေပါတယ်။အသေးစိတ်ချက်လက်တွေကိုတော့ bio link ထဲမှာလေ့လာကြည့်ရှုနိုင်ပါတယ်ရှင်။တဒါ